အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မေတူထုံးပါမယ်ရီလို့ခေါ်လို့ရပါတယ်ဆိုတော့ဒီနေ့မှာမယ်ရီကလက်ကိုလောက်တာနဲ့ပတ်သက်ပြီးတော့အတူတူ deeper စင်ကြည့်ရအောင်အမျိုးမျိုး discuss လုပ်ကြည့်ရအောင်ပေါ့နော်လက်ကိုလောက်တယ်လို့ပြောရတဲ့မယ်ရီကစဉ်းစားလိုက်ပြီးဆိုလို့ရှိရင်အတိတ်ပေါ့ဒါပေါ့လက်ကိုလောက်တယ်ဆိုကြတဲ့အတိတ်ကိုအရင်ပြင်းမြင့်မိကြအများတယ်။မရလည်းအတိတ်ကိုအရင်ဆုံးပြင်းမြင့်မိရယ်။နောက်ပြီးတော့နောက်တစ်ခုပေါ့နော် second thought အနေနဲ့ပေါ်လာတာကဒီရှေ့ကိုဆက်သွားပြီးတော့ပေါ့နော်မရရဲ့ဒီ personal value ထဲမှာ growth ပါတယ်။ဒါကြောင့်မို့လို့ growth ကိုကြိုက်တဲ့သူဖြစ်တဲ့အလျောက်ငါကဒီလိုရှေ့ဆက်ပြီးသွားတယ်လုံးဝအနာဂတ်အတွက်တော့ပေါ့နော်ပိုကောင်းတဲ့အနာဂတ်တွေအများကြီးအတွက်ကိုရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်ငါအများကြီးလက်ကိုရမှာဆိုတဲ့ဟာလေးတွေစဉ်းစားမိရဲ့ဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့အတူတူဆွေးနွေးကြည့်ကြရအောင်ဒီထဲမှာလည်းလေအခုဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာလည်းလက်ကိုလုံးရမယ်ဆိုတာကိုသိရဲဒါပေမဲ့လုပ်ဖို့မေ့နေတာလားသို့မဟုတ်ဒီလက်ကိုလုံးဝမဲ့ဟာကိုကိုယ်တိုင်ကကြောက်တယ်မလုံနိုင်ရင်မဆိုင်ရဲဘူးဒါပေမဲ့အဲ့ရင်မဆိုင်ရဲဆိုတဲ့ truth ကိုလည်းကိုကလက်ခံဖို့ကြောက်လို့ပတ်ပြေးနေတယ်သူလေးတွေရှိကောင်းရှိနေမယ်အဲ့လူလေးတော့ကိုပြောချင်တာကသူတို့ကိုယ်တိုင်လည်းသိတယ်ပေါ့နော်ဒါမှမဟုတ်မသိတဲ့လူလည်းရှိတယ်တကယ်တမ်းကလေဒီလက်ကိုလုံးလိုက်ပြီးသွားပြီကိုဘလောက်ပေါ့နော်ငါဥမာ relationship ကိုအရင်ဆုံးပြောမယ် relationship မှာဆိုရှင်ငါဒီလူတယောက်ကိုလက်ကိုလုံးလိုက်ပြီဆိုလို့ရှိရင်ငါဒီလူပေါ့နော်ဒီလူလောက်ကောင်းတဲ့သူကိုငါမတွေ့နိုင်တော့ဘူးလို့သို့မဟုတ်ငါဒီအောင်လက်ကိုလုံးရင်ဒါကြီးဒီလူကိုဆုံးရှုံးရမှာပေါ့နော်ပြောမှဆိုဒီလောက်ကောင်းတဲ့လူငါထပ်တွေ့ပါအောင်မလားဆိုရယ် worry စိတ်တွေcareer change တို့ဒီ life နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းဥမာအလုပ်ဆိုလို့ရှိရင်လည်းငါဒီအလုပ်ကိုပြောင်းလိုက်ပြီးလက်ကိုလုံးလိုက်ပြီးဥမာအစမပြေရရှိရယ်လက်ကိုလုံးဖို့စဉ်းစားမိရယ်ကိုယ့်ရဲ့အတွင်းထဲကနေပြီးတော့ပြောရတယ်ဒါပေမဲ့အဲ့ဟာကိုငါဒီဟာကိုအခုဒီအလုပ်ကိုလက်ကိုလုံးလိုက်ပြီးဆိုလို့ရှိရင်ငါ့ရဲ့နောက်အလုပ်မှာတိုင်ပတ်နေငါဘယ်လိုလုပ်မလဲဆိုတော့ဒါပဲဖြစ်နောက်ထပ်ပြောရမယ်ဆိုလို့ရှိရင်life decision တွေရောပေါ့နော်ပြောမှဆိုအကုန်လုံး base ခံလို့ရတယ် life decision မှာဆိုလို့ရှိရင်လည်းဥမာမိသားစုရင်းနဲ့ပြဿနာတက်တယ်ငါကဒီဥမာငါအဖေကိုဒီလိုငါအမေကိုဒီလိုလုပ်လိုက်ရင်ဒါမှငါ့ရဲ့ဆွေမျိုးတွေငါဒီလိုချပြလိုက်ရင်ဒီလိုလုပ်လိုက်ရင်ဒီလိုဖြစ်သွားမှလားအကုန်လုံးကကြည့်လိုက်ရင်လေတခုပဲ worries စိတ်ပူတာတွေ anxiety တွေ future ကိုပေါ့နော်တွားကြည့်ပြီးတော့မလုံနိုင်ဘူးဆိုပြီးတော့ worry ဖြစ်တာတွေကြောက်တာတွေပေါ့နော်ဖြစ်တယ်ဆိုတော့ဒီနေ့မှာပြန်စဉ်းစားကြည့်လိုက်တာလက်ကိုဆိုပြောလိုက်တော့လေဒီလက်ကိုဆိုတဲ့စကားလုံးလေးကအတိတ်တစ်ခုနဲ့လည်းစိုင်းနေတာမဟုတ်ဘူးပေါ့အနာဂတ်မှာကြုံလာရမယ့် ဘယ်လိုပြောမလဲမတိကျမရေရာမှုတွေ uncertainty တွေနဲ့ပတ်သက်ပြီးတော့မတို့ကကြောက်နေတဲ့အတွက် past ကိုလက်ကိုမလုံနိုင်တာပါလားပေါ့ that just a bomb of thought အဲ့တော့တကယ်တမ်းကလေအဲ့ဒီဟာကိုကအရင်တော့ကလည်းလက်ကိုမလုပ်ဘူးလားဆိုမဟုတ်လုပ်ဘူးလေလက်ကိုလုပ်ပြီးသွားလို့ရှိရင်လည်းဘာဖြစ်မှာလဲဆိုတော့လေတကယ်က always better place better like better everything အဲ့ဒါတကယ်အဲ့လိုပေါ့နော်ကို uncomfortable ဖြစ်တဲ့ကိုတောင်းတမရှိဘူးကိုကြောက်တယ်ဆိုရက် negative emotions negative feelings တွေကဖြစ်တယ်ဆိုရင်ဒါတွေကိုဖြစ်ပြီးွားရင်ကောင်းတဲ့ next level တခုရှိတယ်ဆိုတဲ့ sign ပဲတကယ်ရလိမ့်မယ်ဒီရှေ့တလောတော့ကအများကြီးပြောခဲ့သလိုပေါ့ဘဝရဲ့အရှုံးမရှိဘူးအားကြောင့်မို့လက်ကိုလုံးလိုက်လဲအရှုံးမရှိဘူးလက်ကိုလုံးလိုက်တယ်ဆိုတာကလည်းလေတကယ်ကလူတွေရဲ့ POV အရာနဲ့ဒီစကလုံးရဲ့ first impression အရာပေါ့လက်ကိုလုတ်တယ်ဆိုတဲ့စလုံးရဲ့ဒါမှမဟုတ်လဲစကားရဲ့ first impression အရာထားခဲ့ရမှာလက်လွတ်ရမှာကိုယ်စီကနေမရှိတော့တာဆိုတဲ့ဟာတွေကို first impression ဖြစ်နေတာတကယ်ကအဲ့ဒီအနောက်ပေါ့နော်ပို့ပြီးတော့ထပ်ဆင်းပြီးတော့အဲ့သူ့ရဲ့ deep down ထဲမှာဆိုလို့ရှိရင်ဒီကောင်လက်ကိုလုတ်ပြီးရနဲ့
တကယ်လေလက်ကိုလုပ်တယ်ဆိုတော့ကိုအတွက်ပို့ပြီးတော့ကောင်းတဲ့အလုပ်ဆိုလဲပို့ better job ပို့ကောင်းတဲ့လူတွေလားပို့ကောင်းတဲ့ဝင်ငွေတွေလားပို့ကောင်းတဲ့လူတွေလား like everything မပြောချင်တာ everything in your life အဲ့ဒီလိုကောင်းတဲ့ blessings တွေအတွက်ကိုနေရဖယ်ပေးရဆိုတော့ okay အစင်းတော့မပြောမယ်ဒီနကတ်ကွာအခုဒီနကတ်ကကိုလက်ကိုလောက်ရမယ်ထား okay ဒါကမယ်ဟို online ပေါ်နေမှာဒါအစ်မဟုတ်အဲ့ဒီတော့ဒီကောင့်ကိုမရအစစ်သက်ချင်တယ်အစစ်သက်ချင်တယ်ဒီကောင့်လည်းလက်ကိုမလုံနိုင်ဘူးဆိုရင်ဒီကောင့်လည်းမဖြုတ်နိုင်ဘူးဆိုရင်ဘာလို့မတော့အစစ်သက်လို့မရတဘောကလေဘဝချင်းမှာကရာအားလုံးကအကုန်လုံးအရင် simple ဖြစ်တယ်အဲ့လို simple ဖြစ်နေတဲ့ဟာရောမရိုးကလိုက်ပြီးတော့ဒီလိုလေးချိတ်ဆက်ကမှာအဲ့လိုချိတ်ဆက်နိုင်တဲ့ဟာအချိတ်ဆက်ကမှာဆိုမချိတ်ဆက်နိုင်လေဘာမှမဖြစ်ဘူးเนาะချိတ်ဆက်လို့ရှိရင်တော့ဘာ result ရမလဲဆိုရင်ကိုယ့်ရဲ့ life မှာရှိတဲ့အရန်ရှုပ်ထွေးနေတဲ့အပိုင်းတွေ complicated ဖြစ်တဲ့အပိုင်းတွေကအစားကိုရှင်းလင်းလာအောင်ရှင်းလင်းနေအောင်တဖြည်းဖြည်းနဲ့ပုံပေါ်လာအောင်ကြည့်ကြလာလိမ့်မယ်တဘောပြောချင်တာ Mary ပို့ပြီးတော့ကွာပို့ကောင်းတဲ့လုံးဝစိတ်ရွှေနကတ်ကြီးကိုဝစ်ချင်တယ်လိုချင်တယ်ဒါဆိုရင်ဒီကောင်ကိုဖြုတ်ပြီးမှတက်လို့ရမှာလေအတစ်ကို right so အဲ့အတိုင်းပဲမရိုးရဲ့ဒီဘဝလူတွေရဲ့ဘဝမှာလေ space တွေရှိရယ်အုံနောက်လေဒီထိုနီးလက်ကောင်းပဲခန္ဓာကိုယ်ကြီးဒီနီးတိုင်းပဲလှုပ်နေရတကယ်စဉ်းစားကြည့်အစာအိမ်မရိုးအစာစားရယ် energy for energy ဒီ energy စားပြီးတော့တိုးလောင်ထားလို့ရလားဆိုတော့အကုန်လုံးမရအောင်သူ့ရဲ့တကယ် main point နေပဲခဏချန်ထားပြီးတော့ဒါပေမဲ့ the whole ပေါ့နော်ဥမာအစားစားလိုက်တယ်အစာရဒီတိုင်းကိုထားလို့တော့မရဘူးပြန်ပြီးစာချေပြတ်တယ်ပြန်ပြီးတော့ recycle တွေဖြစ်တယ်ပဲလေပတ်နေရပဲ body ကအဲ့ဒါကြီးသဘောပဲဆိုတော့ဆွမ်းနာနေရာလေးမှာမတခုထပ်ပြီးတော့ popular ကမပြောလိုက်တယ်လေအကုန်လုံးကြီးကိုတော့တူတောင်မထားနိုင်ဘူးဆိုရယ်အကုန်လုံးကြီးကိုတော့လက်ကိုလောက်အောင်မဟုတ်ဘူးဆိုရယ်โอเคအခြေအနေပဲစားအခြေအနေပဲအရင်ပြောချင်မယ်ဒီလူတယောက်ကိုလက်ကိုလုံးမယ်ဟုတ်ပြီဒီလူတယောက်ကိုလက်ကိုလုံးမဆိုဒီလူနဲ့ပတ်သက်တာအကုန်လုံးမေ့ပြလိုက်မယ်ကောင်းလားကောင်းတယ်ဒါပေမဲ့ဒီလူနဲ့ပတ်သက်ပြီးတော့ကိုကနာကျင်ခဲ့ရရှိသလားသို့မဟုတ်သူ့စီက landing လုပ်ခဲ့ရရှိလားသူကကိုထက်ပုံမြင်တယ်လို့ဆိုရှင်သူရဲ့သူ့မှာပိုင်ဆိုင်ထားတဲ့ scale တွေကိုကိုက landing လုပ်ခဲ့ရရှိမှာပဲအဲ့ဒါတွေကိုတော့လက်ကိုလုံးလိုက်လို့မရဘူးဒါ relationship ပဲဖြစ် okay social connection တငယ်ချင်းလားဒါဆိုရှင်လေဒီတငယ်ချင်းနဲ့အတူတူရှိခဲ့တုန်းကအဆင်ပြေခဲ့တုန်းကသူ့စီကနေတင်ယူခဲ့ရရှိမယ်သို့မဟုတ်တင်ငန်းစာသူ့စီရနေတာမဟုတ်တော့တင်ငန်းစာရခဲ့တဲ့ဟာရှိမယ်အဲ့ဒီတင်ငန်းစာတွေကိုတော့တင်ထားဖို့လိုတယ်အဲ့ဒီ experience တွေကိုတော့မေ့ဖြောက်ပြလိုက်လို့မရပါဘူးအဲ့တိုင်းပဲအလုပ်အစ်စ်ပေါ့နော်ပိုကောင်းတဲ့အလုပ်အစ်စ်ကိုလိုချင်တယ်ဒါဆိုရှင်လက်ကိုလောက်ရမယ်ဟုတ်ပြီအဲ့လုံးနဲ့ပတ်သက်ပြီးတော့အကုန်လုံးကိုဒိုင်းကနေဒီလို delete ခလုတ်လေးနေပြီးတော့ permanent delete all delete quest ဆိုပြီးတော့နှိပ်လိုက်ရင်မရပါဘူးအဲ့ဒီကလုံးလည်းမလုပ်ကြပါဘူးမရပါဘူးဆိုတာထက်လေအကုန်လုံးလည်းအဲ့လိုမမေးပြကြပါဘူးအရင်တုန်းကဥမာ work experience တွေကိုကောင်းတဲ့ဟာတွေကိုခြံထားခဲ့ကြတာပဲလေအတွေ့အကြုံတွေဆိုတာကိုတည်ခဲ့တာပဲလေအကုန်လုံးတည်ခဲ့ပြီးတော့ကောင်းတဲ့ဟာတွေကိုတော့ကိုယူတယ်အစမပြေတော့ဆိုလက်ကိုလှုပ်လိုက်တယ်သို့တော့ the whole ကိုတော့လက်ကိုလှုပ်တာရောဟုတ်မနေဘူးတကယ်စဉ်းစားကြည့်ရင်ပေါ့နော်ဆိုတော့ဒီနေရာလေးကလည်းတခု relationship မှာအဲ့လက်ကိုကကျ relationship နဲ့ပို့ပြီးတော့ဆိုင်နေတော့မဟုတ်ပါဘူးပို့ပြီးဆိုင်တာမဟုတ်ဒါပေမဲ့ဒီမှာနည်းနည်းမြင်မှုကောင်းတာပေါ့နော်နောက်ပြီးတော့အခု married video ကိုကြည့်မဲ့လူတွေရဲ့ energy အရာ or something လူတွေတော်များများဖြစ်တယ်ဆိုရဟာအခြေအနေနဲ့ပတ်သက်ပြောနော်ဖြစ်တယ်ဆိုရဟာကလည်းဒါပဲပြပြမယ်ဒီလူတယောက်ကိုကလက်ကိုလုံးမယ်လားငါ move ဖို့မယ်လုံးဝ the whole တစ်ခုလုံး delete နှိပ်လိုက်တယ်နောက် person အတစ်တယောက်ပေါ့နော်လူအတစ်တွေ့ရကိုပွားရမှာလူလည်းအတစ်လည်းတွေ့ရောဘာဖြစ်လဲဆိုတော့မထူးမခြားနာဆိုရဲဟာမျိုးပေါ့နော်ဒါမှမဟုတ်လည်းငါဒီလိုတွေကြီးပဲဖြစ်နေတယ်ဆိုရဲဟာတွေကြုံကောင်းကြုံရနိုင်တယ်သို့မဟုတ်ပတ်ဝန်းကျင်မှာလည်းကြားရင်ကြားလာနိုင်တယ်အကြားရလဲရှိလိမ့်မယ်ပေါ့နော်အဲ့ဒါကြီးကဘာလဲဆိုတော့သူတို့ the whole ကိုလက်ကိုလှုပ်လိုက်လို့ the whole ကို delete သွားနှိပ်လိုက်လို့
ဆိုအဲ့နေရာမှာသင်ခန်းစာတွေလည်းမရတော့ဥပမာဒီ first person နဲ့တုန်းကကိုကဒဏ်ရာရခဲ့တယ်အဲ့ဒဏ်ရာတွေကနေပြီးတော့ငါဘယ်လိုကောက်ွယ်ရမလဲဆိုတဲ့ lesson တွေလည်းကိုကရခဲ့တယ်ဒါပေမဲ့ဒီလူနဲ့ပတ်သက်တာအကုန် delete ဆိုပြီးတော့နှိပ်လိုက်တဲ့အခါမှာနောက်ပိုကောင်းတဲ့လူတွေ့ရဆိုရင်တော့မှကိုရထားတဲ့ကိုယ့်ရဲ့ experience နဲ့ကိုယ့်ရဲ့ပေါ့နော် skills တွေပေါ့ဒါ relationship skills ပဲဖြစ်ဖြစ် social skill ပဲဖြစ်ဒါတွေကိုက delete လုပ်ထဲမှာပါသွားတဲ့အတွက်အစ်စ်လူတွေရောက်လာလေဒါမှမဟုတ် better situation like ဖြစ်စီဆိုလေဒီတိုင်းပဲအလုပ်ဆိုလေဒီတိုင်းပဲရှေ့မှာတော့ကဒီ past မှာတော့ကရခဲ့တဲ့ lessons တွေပေါ့အလုပ်ဆိုလေအလုပ်ပေါ့နော်အလုပ်မှာမှားခဲ့တဲ့ဟာတွေကိုကလုံးဝ delete လုပ်ပြီးမေ့ပလိုက်တယ်အတလဲရောက်တော့ဒီတိုင်းမထူးမခြားဖြစ်နေငါဒီနေရာမှာပဲရောက်နေမှာမဟုတ်ဘူးလက်ကိုလုပ်တဲ့နေရာမှာလည်းအကုန်လုံးယူသွားပြီး delete မလုပ်လိုက်ပါနဲ့ကိုတော်မသိပဲနဲ့လုံးမိလိုက်တိုင်းရှိတယ်ဒါပေမဲ့တကယ်တချို့တွေကြောက်လဲအဲ့လိုမျိုးမဟုတ်ဘူး smart ကြနေပဲ smart ကြနေပဲပြောတော့နော်အကုန်လုံးအဲ့လိုမျိုးမှားပြီး delete လိုက်တဲ့သူတွေက smart ကြရတယ်လို့ဆိုတော့ smart မကြဘူးလို့ပြောချင်တာမဟုတ်အကုန်လုံးက good person smart person တွေပဲဟေးတော့ကြာ complaint တက်မှာဆိုလို့အဲ့တော့တဘောကဒီညမှာပြောချင်တာ let go ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့မျှဝေပေးချင်တာပဲဆိုတော့အခုချိန်မှာကိုလက်ကိုရမယ့်အရာတွေရှိနေတယ်လက်ကိုလုံးရမယ့်ပေါ့နော်ကိုလွတ်ချခဲ့ရမယ့်အရာတွေရှိရဆိုရင် reflection လေးပါလေးလုပ် and don't scare ကိုမှရှိနေတဲ့ fears အကြောက်တရားတွေကိုရအောင်ဖြတ်သွားလိုက်သူတို့ရှောင်မသွားနဲ့ကိုရှိတဲ့မှာဒီမှာ fears ကြီးရရက်နေဝင်တိုက်လိုက်ဝင်တိုက်ပြီးကြော်ခွာသွားမယ်ဒီလိုဝင်တိုက်ပြီးသူ့ကိုဖြတ်သွားလိုက်ခံစားပြီးတော့ကြော်ဖြတ်သွားလိုက်ကြော်ခွာသွားမှာမဟုတ်တော့ကြော်ဖြတ်သွားလိုက် and အဲ့ဒါပြီးသွားတဲ့အခါမှာကိုဒီဟာကိုရဲဒီလိုတဲ့တိုးကြီးဝင်ပြီးသွားတဲ့အခါမှာအရင်နဲ့ feeling ကိုယ့်ရဲ့ energy ကိုလုံးဝတူတာမှမဟုတ်အဲ့ဒါလေးကိုမရပြောချင်တာဒီက deep down ကတော့ရှေ့မှာပြောခဲ့ရအကုန်ပဲဒီထက် deep မယ်ဆိုရင်နောက်ပြီးတော့ဆက်ပြီးထိတ်ဆန့်မယ်ဆိုရင်အများကြီးရှိပါတယ် memory ကတော့ဒီလောက်ထိပဲသွားချင်တယ်နောက်ပြီးတော့တခုထပ်ပြီးတော့ဒါ let go ရဲ့ topic ပြီးသွားပြီနော်အဲ့ဒီ let go topic ကိုမရဘယ်လိုပေါ့နော်ပြောဖို့ idea ရတယ်ဆိုတော့တကယ်ကမိုင်းမှာပြောစရာကြီးအများကြီးပဲ too much information တွေဖြစ်နေတတ်တယ်ပေါ့နော်အဲ့ချိန်ကျလို့ရှိရင် randomly book တစ်ခုစာအုပ်တစ်ခုပဲကောက်ပိတ်ပြီးတော့ဒီလိုလှုပ်လိုက်မလားလှုပ်လိုက်ပြီးတော့မျက်လုံးထဲမှာမြင်တဲ့ words ကိုမရပြောလိုက်တာဒီတစ်ခေါက်ပေါ့နော်ဒါ first try ပဲ first try မဟုတ် second try ပေါ့ရှေ့အရင် video ရောက video တစ်ခုမှာကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ဒီ note ထဲကနေပြီးတော့ words တစ်ခုယူပြီးတော့ပြောတာဒီတစ်ခေါက်ကတော့ well authentic ဖြစ်တယ်လို့လက်ခံစားရတယ် and Mary အရင်ထဲကတော့ဒီ video တွေကိုအမြဲတမ်းပေါ့နော်စဉ်းစားမပါဘဲနဲ့လုပ်ရရှိပါတယ်အခုလည်း no censor authentic ဖြစ်ပဲလုပ်ထားပါတယ်ဆိုတော့ video ရရင်မရှိသွားခြင်းဆိုတော့ဒီနေ့ဒီ let go နဲ့ပတ်သက်တဲ့ topic လေးကို share လုပ်ပေးသွားတဲ့ video လေးမှာလည်း video လေးကိုကြည့်ရတဲ့တွေကအများကြီးတွေးစရာအတွေးကောင်းနေနဲ့နက်နေတဲ့လေးနက်တဲ့အတွေးလေးနက်တဲ့ခံစားချက်ကလေးဖြစ်သွားမယ်အကျိုးရှိသွားမယ်လို့မှယုံကြည်ပါတယ် See you in next video bye bye အကောင်းဆုံး let go လုပ်ပြီးတော့ best future version ကိုအများဆုံးသွားနိုင်ကြပါစေ bye bye